တုံလေးပေါ့နော်ဒါမီးဖို့3ဖို့လောက်နှံ့ရပါနော်ဒါလေးဆိုရင်အေးလေးဒါမြင်းသီးကြော်ပါနော်မြင်းသီးကြော်လေးရယ်ပြီးရင်တော့မြင်းသီးကြော်မဆက်လာကြော်ထားရနော်ပြီးရင်ဒီအော်စကာရဲ့ငှုတ်သီးနဲ့ပေါ့နော်နေစားမှာပေါ့နော်ပြီးတော့ကိုနိ channel ကခူးထားတဲ့ဓာတ်ရင်ခေါက်နဲ့ဇရီရိုးပေါ့နော်ဒီမှာဓာတ်ရင်ခေါက်ရယ်ကြာရင်ဒီမှာဇရီရိုးပေါ့နော်ဇရီရိုးအခုစပေါ်နေပြီဆိုတော့我知道你啥吃啥，啥家宝，我知道啥没，喏，好。ဒီကရန်ရုပ်တီးရပေါ့နော်လွိုက်ကိုဒေတာထွက်ပေါ့နော်ကိုကရန်ရုပ်တီးအတောက်ပုလေးတွေကိုတက်တက်ပေါ့နော်လော်ထားပေါ့နော်အခြားဘာနဲ့မှမရောထားဘူးပေါ့နော်အခြားအဲ့လိုတိတ်မဆက်တဲ့ငရုတ်တီးတွေပါတယ်အဲ့လိုမျိုးရောထားမရှိပေါ့နော်သူ့ရဲ့ကရန်ရုပ်တီးအတောက်ပုတစ်မျိုးတည်းကိုလော်ပြီးတော့ထောင်းထားတဲ့အမှုတ်ပေါ့နော်ဒါအတင်စားမလော်ချင်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးအညော်မခံနိုင်တဲ့သူတွေမလော်ချင်ဘူးဆိုလို့ရှိရင်တော့အော်စကာရဲ့ကရန်ရုပ်တီးအတင်စားအမှုတ်လေးကိုဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒါကရန်ရုပ်တီးစစ်ပေါ့နော်ဒါဆက်တဲ့မွင်းကားတွေပါစားရင်အသင့်စားပေါ့နော်ဘူးလေးဖွင့်ပြီးစားရုံပဲပေါ့နော်အညော်ခံစရာမလိုဘူးပေါ့နော်အနည်းဆုံးနှစ်ဘူးကနေပြီးတော့စယူပေးရမှာပေါ့နော်နှစ်ဘူးကနေစယူပေးမှပို့ဆောင်ပေးပါတယ်ရှင်လက်ကားလည်းရပါတယ်ရှင်Yang itu tidak, otak, itu sama-sama. Ini yang sana itu dia itu. 对呢မြင်းသီးခူးပြီးတော့မြင်းသီးကြော်မယ်ထောင်းမယ်ပေါ့နော်ကောင်းချူချင်းဆိုစားလို့ကောင်းဒါအများကြီးမခူးတော့ဘူးပေါ့နော်လိုသလောက်ပဲတစ်ခါစားနှစ်ခါစားလေးပဲပေါ့နော်ဒါတော့ကျွတ်သွန်ဖြူနေထောင်းထားပေါ့နော်ဒါလေးကတော့ပစုံချောင်းမှုတ်ပေါ့နော်ငပိစိမ့်နဲ့မထွက်အောင်လို့ငပိအရင်ဆုံးမှုရအောင်လို့စီတက်လိုက်ရပါတော့ပြီးတော့မြန်းသီးကိုထောင်းပြီးတော့အရင်ညှစ်ထားတဲ့ဟာလေးပေါ့နော်တိတ်မချင်အောင်လို့ပေါ့နော်အခုကလည်းမြန်းသီးကနည်းနည်းကြီးနေပြီဆိုတော့ဒါလေးကတော့ရပြီပေါ့နော်ချတော့မယ်နော်ပုံမှန်ဆိုရှင်ဒီလိုမျိုးချခဏလေးဆိုကျွန်မငရုတ်တိမုတ်ပြန်ဖြူတာပေါ့နော်အခုကတော့ငရုတ်တိကြိတ်ပြီးသားအမုတ်ပေါ့နော်စားခဏလေးမှဖြူပြီးတော့စားမှာပေါ့နော်အော်စကာငရုတ်တိမုတ်နဲ့ဖြူပြီးတော့စားမှာပေါ့နော်ဒါလေးကတော့ဝတ်သားနဲ့စားမှာပေါ့နော်
ထူထူလေးလီးထားပါနော်တတုံးအဲ့လိုမအရပရစားချင်လို့ပါနော်ဤကလေးနတ်မှာပါနော်အတုံးကြီးလေးတုံးလာဒါကြတော့ဝက်ရိုးပါနော်ဝက်ရိုးပြုတ်ထားမှာဒါကြတော့အသားပါနော်ဒါလေးကြတော့ပြုတ်ကြော်လုပ်ထားမှာပါနော်ဒါဖက်နှစ်ယောက်ပဲရှိတယ်ဆိုတော့တခါလဲချက်လည်းမကုန်အယုံဆုံးစားရတကြားရပဲရည်ရထည့်ပါမယ်ရှင်ပြီးရင်တော့နှံ့အောင်လို့နယ်လိုက်မယ်ပေါ့နော်အရသာလေးတွေပဲရည်လေးတွေနှံ့အောင်လို့နယ်ပေးမယ်ပြီးလို့ရှိရင်နှံ့တဲ့ခါကျရင်လည်းကြက်ခံနီးဝက်သားနူးခံနီးကျရင်ပဲရည်နောက်ထပ်တစ်ခါထည့်တယ်ပေါ့နော်အယောင်လေးပို့ပြီးတော့လှအောင်လို့ပေါ့နော်ပြီးလို့ရှိရင်အရေခမ်းတဲ့တိတဲထားပြီးနူးမှမစားပါပေါ့နော်ကျမတို့ဒီတကောက်နူးနူးအီလေးစားချင်လို့ပေါ့နော်2နာရီကြာအောင်နှက်ထားတာပေါ့နော်ရေခမ်းရေထက်ထည့်ပြီးတော့2နာရီတိထားပြီးတော့နှက်ထားပါပေါ့နော်အခောက်တွေကစားနူးအီပြီးတော့တွဲလာတဲ့ထိထားမှာဖြစ်ပါတယ်ရှင်ဒါဆိုရှင်အီပေါ့နော်ဒါမီးဖို့3-4ဖို့လောက်ထားအီတွဲနေအဲတုံလေးပေါ့နော်ပြောရမယ်ဆိုတုံလေးပေါ့ထိုးလို့ရှိရင်တော့မှပြေးသွားပြီအဲ့လိုအေးလေးပေါ့နော်ပြီးတော့ထမင်းစားရမယ်နော်မြင်းသီးကြော်လေးနဲ့အားလုံးပဲမင်္ဂလာပါရှင်တနောင်သူ food vlog ကနေမှကြိုဆိုပါရစေဒီနေ့ကတော့ကျမတို့တားဖားတွေပေါ့နော်မနက်စာကိုဝက်သားပေါ့နော်ဝက်သားနှက်ထားလေးနဲ့ပြီးရင်မယန်းသီးကြော်ပေါ့နော်မယန်းသီးကြော်ကြတော့မဆက်တာလေးကြော်ထားပါနော်ပြီးလို့ရှိရင်အော်စကာမြုပ်သီးလေးနဲ့နေစားမှာပေါ့နော်ဘာထည့်ပြရမလဲဒါထည့်ပါမှာပေါ့နော်ဒါမြင်းသီးကြော်လေးနဲ့အော်စကာထွက်တဲ့ကရန်ရုပ်သီးအမှုတ်လေးပေါ့နော်အမှုတ်လေးနဲ့ဆိုတော့အစင်တစ်ဒီလိုမျိုးဖြူပြီးနေစားရုံပဲအရင်လဲမွေးတယ်ပေါ့နော်သူညုပ်သီးအရင်လဲဆက်တယ်ဆိုစားလို့ရမ်းကောင်းပါတယ်ရှင်မြင်းသီးကြော်နဲ့ညုပ်သီးနဲ့ပြီးဆိုတော့ချင်းငံဆက်လေးပေါ့နော်အဲ့မှာဝက်သားနူးနူးလေးနဲ့ပေါ့နော်ဝက်သားလဲစားလိုက်လို့ရှင်ရှားပေါ်မှာပျော်သွားတယ်အဲ့လိုမျိုးအထိနှက်ထားတာဆိုတော့ပေါ့နော်ချင်းငံဆက်လေးနဲ့စိတ်ကလေးနဲ့ပေါ့အရင်စားလို့ကောင်းပါရှင်စားကြပါအမက
那这一个，这个，嗯，年纪较远的，哎呀，အပါတော့စားလို့ကုန်ပြီပေါ့နော်ကျမထမင်းစားကြတယ်ဆိုတော့ပေါ့နော်ကျမရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် page လေးကို follow လေးလုပ်သွားပေးပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲအေးချမ်းတဲ့နေ့ရက်လေးတွေကိုအမြဲတမ်းပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးနေနောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာကျမတို့ပြန်ဆုံတွေ့ကြမယ်နော်အားလုံးပဲတက်တာပါရှင် W